အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာကတော့သူမေးတဲ့အတိုင်းပဲဘိုးတော်လေးတို့ဘဝမှာအကျဉ်းဆုံးဆုံးကိုဝင်နေနေခဲ့အကြောင်းဆိုအကျဉ်းဆုံးဆိုပြီးတော့မနေခဲ့ရတယ်ခုတည်းနေလို့ရှိရင်နေတေးမောမောလေးတွေဒါပေမဲ့တခုလည်းရှိတယ်ဘယ်သူမှတော့ပြောပြတယ်ကျွန်တော်ဆရာပဲကျွန်တော်ပြောပြရတယ်အဲ့တော့ကကျွန်တော်တစ်ဖက်တွေရွာမှာပေါ့ကျွန်တော်ရွာမှာအဲ့တော့ရွာကဟိုပဲကရှင်ပြည်နယ်ဘက်ရွာမှာတနေ့လောက်တွားပြီးအထိတ်တန်တော့ဝင်တော့ဒီမှာရွာရောက်ခါစားဆိုတဲ့ခါကျတော့ကျွန်တော်တော်တော်များတိကြတာဟုတ်ရွာမှာနည်းနည်းပါးပါဘယောကကူလိုက်ပေးတယ်ဟောလိုက်ဘာလို့လဲညာလို့လိုက်ဆိုခါကျတော့တော်များတိအနာပညာတွေတည်တယ်ရွာရောက်တာနဲ့ကျွန်တော်တန်းတည်တာဟုတ်သူတို့ပညာတွေမှာလည်းသူတို့ဆက်ရှိတယ်သူတို့ဆက်တင်နဲ့ဆရာရောက်လာပြီဆိုတော့တည်တယ်အဲ့တော့သူတို့တည်တယ်တယောက်တော့တည်နေကျွန်တော်ကြည့်အဲ့တော့သူကအနာမှာအနေတရောမှာသူကတော်တော်လေးကိုသူ့အနေထားနဲ့သူဆရာကြီးအဆင့်ပေါ့ဆရာကြီးဆင်းရရှိတယ်အောက်လမ်းထဲမှာ6ကျင်းအောင်လာတယ်ဘယ်နှကျင်းအောင်လာလဲတော့မသိဘူးမိတော့မိပါဘူးငယ်တစ်နှစ်ကျော်လောက်ပါဆိုတော့အဲ့တော့သူကဘာလုပ်တာလဲဆိုတော့အိမ်မှာနေနေကျွန်တော်ကနေနေတော့အိမ်ချံဝါမှာတော့ဖះနဲ့ပတိစိတ်ကြီးပြန်လာတော့အမအိမ်ရှိမှာတက်မှာအရှိတ်တွေ့လိုက်တယ်တဲ့ငါအိမ်ရှိမှာတော့ဘာတူလဲတော့မသိဘူးလူတော့ဖြစ်နေဘူးအိမ်ကလူတွေအကုန်လုံးအိပ်ပြီးတော့ကျွန်တော်ပတိစိတ်ပြီးပြန်လာပြီဆိုအိမ်ကအိမ်ကအကုန်လုံးအိမ်နေကြတယ်အဲ့ဆိုအိမ်ထဲကိုဝင်လာလို့ထွက်တာလို့အနာမှာတွားလိုက်ပြန်လဲလုံနေအဲ့ခဏအိမ်သားရောက်တော့မရှိတော့မရှိတိတယ်တခုခုတော့ရောက်နေအဲ့နဲ့လမ်းကြည့်တော့တရေတကောင်ရောက်နေတရေတကောင်တရေကလည်းနည်းနည်းရကောင်လည်းမဟုတ်ဘူးမွေးထားတဲ့ကောင်ကြီးမကြုံမလို့လျှောက်တွားနေတဲ့ကောင်မဟုတ်ဘူးတေးစရာပြုစုထောင်ထားတဲ့ကောင်လို့ပြောလို့ရတယ်တူစီမှာအဲ့လိုကောင်တစ်ကောင်တွေးလိုက်တော့အဲ့ပါနည်းနည်းပါတော့ဖမ်းထားလိုက်ပဲဆိုတော့ဖမ်းလိုက်တာထပ်ရောက်တာနောက်တစ်ကောင်နည်းနည်းမြင့်တဲ့ကောင်ထပ်ဟိုကောင်နဲ့နည်းနည်းမြင့်တဲ့ကောင်ထပ်ရောက်လာတော့ဖမ်းထားလိုက်ပြီနှစ်ကောင်လုံးဖမ်းထားတော့ဟိုဘက်ကလွတ်เสียမရှိတော့ခဏနေတော့အိမ်ရှိပါမှာရောက်ချလာဘွားတော်ရောက်လာမြင်တော့မြင်ကြလို့များတယ်အိမ်သားတွေကလည်းအဲ့တဲ့အိမ်နေကြကျွန်တော်တပည့်နှစ်ယောက်ပဲတည်မြင်နေရပေါ့မြင်နေရတယ်ပြောနေတာတွေကိုဒီမှာလူပုံစံပြောနေတာတော့မဟုတ်ဘူးနားကနေကြားနေရစိတ်နဲ့ပဲပြောနေတဲ့ပုံစံမျိုးပေါ့အဲ့မှာဘာလောက်တာလဲပေါ့ကျွန်တော်ကလည်းညာကြီးအချိန်မတော်ပေါ့ရှောက်စားတယ်ကျွန်တော်အဲ့ပညာတွေတော့အရန်စားဘာလို့ရောက်လာလဲဘာလောက်တာလဲဆိုရွာမှာနည်းနည်းပါးပါးနာမည်ထွက်နေလို့တဲ့ပြောမယ်ဆိုရွာလေကျွန်တော်အဖေရဲ့မိဘရဲ့ရွာကိုကျွန်တော်အဖေရဲ့ရွာနာမပေါ့ရွာမှာပြောမယ်ဆိုရင်ကျွန်တော်ရွာလည်းမဟုတ်ပါဘူးကျွန်တော်နေကန်လည်းမဟုတ်တော့အဲ့လိုဒစိမ့်လို့ဖြစ်နေတယ်ရွာမှာဘာလောက်တာလဲပေါ့သူကခက်တီနေပေါ့ဟုတ်ပါဘူးပေါ့ဒီတိုင်းပဲအတိတ်ထန်လာဝင်တာလို့ဘာလို့မလို့လဲဘာညာဆိုတော့ပညာပြန်ခြင်းလို့လေနေထိုင်နေတည်မလားဘာမှမဟုတ်ပဲနဲ့ပညာပြန်ခြင်းအောင်ငါတို့မှလို့ပညာပြန်ဖို့လာလည်းမဟုတ်ဘူးလို့အဲ့လိုမျိုးမင်းတို့လည်းအပြိုင်အဆိုင်နေလုပ်ဖို့လာလည်းမဟုတ်ဘူးပေါ့မတိချင်ဘူးတဲ့ပညာပြန်ခြင်းတာတဲ့ပြောမဆိုရင်တော့ဗျာကျွန်တော်အမှနာမည်လေးနည်းနည်းပါးထွက်နေတဲ့ခါကျတော့ပြောမဆိုဒီဆရာငါနိုင်နေဆိုတော့ပုံစံမျိုးတို့တော့လှုပ်ရှင်တာဟုတ်အဲ့လိုဆိုတော့ပြိုင်မယ်တဲ့အေးဟုတ်ပြီပေါ့ကျွန်တော်ကလည်းနည်းနည်းလူငယ်ဆိုတော့ဒေါသတော့ထွက်သွားတယ်ဒါပေမဲ့တစ်ခါမှလည်းလို့စိတ်ခေါ်တာမခံရဘူးဆိုတော့ပညာပြိုင်မယ်တဲ့အဲ့ဒါဟုတ်ပြီလို့အလောင်းစားတော့ရှိမယ်လို့ကျွန်တော်အလောင်းစားရင်စားရအလောင်းစားရှိမယ်ဆိုမင်းကတိုက်တယ်လို့လုပ်အတေပါတက်ဘာလို့မင်းကြိုက်တယ်လို့လုပ်ပြောမှဆိုကျွန်တော်ကလည်းအဖအာကုန်းနဲ့မိုက်တာဟုတ်အဖတွေအာကုန်းနဲ့မိုက်တယ်ဆိုမင်းကတေအောင်တက်လိုက်လို့တက်နိုင်တော့တက်ပေါ့လို့အေးဒါပေမဲ့မင်းကလုံးလုံးမရဘူးဆိုရင်ငါမပညာတိမ်မှာမင်းကတော့အတေမတက်ဘူးလို့ပြင်ရတယ်တဲ့အသွင်ရင်လို့3ရက်အချိန်ပေးမယ်လို့3ရက်တွင်းကတော့တိုက်လို့မင်းကြိုက်တယ်လို့မင်းကြိုက်တဲ့နီးပေါင်းဆိုရင်ငါ့ကိုလုံးလို့3ရက်အချိန်ပေးမယ်ဟုတ်ပြီဆရာပျောက်သွားကျွန်တော်တိလိုက်ပြီအဲ့နေ့ညနေအစားစော်တာကျွန်တော်အဲ့နေ့ညနေအကြီးကျယ်စော်တာအဲ့တော့ပြောမစံတော့ကိုကတော့စိန်သူကလည်းစိန်ခေါ်ပြီးပြီဒီရက်စိန်ခေါ်ဝဲကြီးကိုစပြီးပြီကိုကလက်ခံပြီးသွားပြီဆိုတော့ဘာလို့လဲစီးတွေချရတယ်တိန်သားလုံးအိမ်မှာရှိတဲ့လူတွေတော့ကျွန်တော်မန်လေးအိမ်မှာအိမ်ကလူတွေအကုန်လုံးစီးတယ်အကုန်ချပြီးပြောမစံတော့ကိုဘက်ကလုံထောင်းလို့ခေါ်လို့တာစီးကဘလို့ပေါက်တော့မှမသိအိမ်ရှိဝါနာမှာအဲ့လိုမျိုးအဆောင်တွေပိုင်းနဲ့ချတာပေါ့အိမ်ရှိလမ်းတွေမှာအစားအကုန်လုံးစီးတွေချအဲ့လိုစီးတွေချတော့ဘယ်ကနေဘလို့ဝင်မှန်းမသိစက်တွေကဝင်တယ်စက်တွေဝင်နားတွေကိုတိုင်းနဲ့ပြက်တာနှထင်းတို့ချယ်တွေပြက်တာဒီဘက်တွေရောက်စက်တွေတော့မိနေပြီပေါ့အဲ့ဘာလို့လဲဆိုတော့တရှင်းထိုင်စုံနေပြင်းလို့ညလည်းအဲ့လိုလည်းမရတော့သူကတောက်လျှောက်တညလုံးထိုင်လုံးတာအေးမင်းလှုပ်ချင်တယ်ပါလှုပ်ကွာလို့ငါဂီတာ TV တရှင်းစုံနေဂီတာ TV တရှင်းစုံနေတညလုံးအဲ့နဲ့ပြင်းလို့နည်းနည်းမောသွားပြီဆိုတော့အိတ်လိုက်တော့အဲ့တော့နောက်ရဲ့မနဲ့ရောက်လာလဲစော်တာပဲဒါပေမဲ့ကျွန်တော်တို့ဘာမှမဖြစ်ဘူးလှုပ်တာတော့လုံနေပဲတို့ဘက်ကဘာမှမဖြစ်ဘူး3ရက်ပထမ1ရက်2ရက်3ရက်မြောက်ညရောက်တော့တို့ကဘယ်လိုပြောမလို့သူ့ရဲ့အချိန်လဲပြည့်ပြီဆိုတော့ဘာလှုပ်လဲဆိုကျွန်တော်လှုပ်လို့မရတော့ကျွန်တော်တစ်ဖက်ကိုစော်ပြီကျွန်တော်ဘက်အဲ့မှာပညာစယူကာသားလေးပေါ့အဲ့နဲ့ပတိတွေပိုင်းစိတ်နေတော့ကျွန်တော်တစ်ဖက်ဘေးမှာပတိထိုင်စိတ်တာစိတ်တော့သူ့တခုခုအုပ်နေတယ်လို့မျိုးပေါ့မဲကြီးပေါ့အဲ့ဒါစိတ်နေနဲ့ခန္ဓာကိုယ်ညှို့တော့တာသူကပတိစိတ်နေတယ်သူ့လေးပင်လာမျိုးဖြစ်သွားအဲ့ဒီကမရတော့ပတိတွေပိုင်းပြအောင်စိတ်တာစိတ်မယ်ဟောပေါ့ကျွန်တော်ကိုငယ်လို့ခေါ်ကိုငယ်ပေါ့မရတော့ဘူးနည်းနည်းကျန်းနေဘက်ကဘလို့လုံနေရပြောဟုတ်ပြီရတယ်ကဲအဲ့ဆိုအိမ်ပြန်မယ်ဆိုမှအဲ့ဒါပတိတွေပိုင်းစိတ်အမြတွေပိုင်းဝေးမအိမ်ပြန်တော့ကျွန်တော်ဘာပြန်လှုပ်လဲဆိုတော့တမ်ပြန်နေလှုပ်တာဖျောင်းနေအများကြီးစော်တာ9တိုင်လား6တိုင်လားများတော့များတယ်
နည်းနည်းလန့်တာပေါ့ပြောမှဆိုပညာလည်းမပြန်ဘူးနည်းနည်းစိတ်ထဲမှာကြောက်စိတ်တော့ရှိတယ်နိုင်မယ်မှန်းတော့တည်ရတယ်မကြောက်စိတ်တော့ရှိနေတယ်အဲ့ဆိုတော့တိုက်အပါပဲလေဖျောင်းနိုင်နေစောပြီဆိုတော့နားထဲမှာဘာလာကြားလဲဆိုနားထဲမှာကြားတယ်မင်းနိုင်ပါတယ်တဲ့အဲ့တော့ဒီလောက်ဆရာမလို့ဘူးပေါ့ဘယ်သူပြောရလဲတော့မသိဘူးနားထဲမှာကြားလိုက်တယ်လက်လုံတော့မှဆိုလို့အဲ့လိုမျိုးပြောတဲ့ပုံစံမျိုးနားထဲမှာကြားလိုက်တယ်မင်းနိုင်တယ်ပေါ့မင်းတော့ဒီလောက်ဆရာမလို့ဆိုအဲ့ဘာလုပ်လဲဆိုတော့ဟောပေါ့ဒီလောက်ထားအရန်ကျန်းတယ်ပေါ့ဒီစီရင်ဖျောင်းနိုင်တယ်တော်တော်လေးကိုကျန်းတဲ့ခါကျတော့အရင်ကလှုပ်ထားတဲ့အပြင်းပြင်းဘယ်လိုပြောမလို့သူများအတွက်လှုပ်ထားပေးတယ်ဖျောင်းနိုင်တယ်တိတိလေးအဲ့လိုဖျောင်းနိုင်32တိုင်းထုတ်တဲ့အတေးလေးအနီအောင်လေးအစမပတ်ထားတာလေတော့ပါပြီလားဆိုရင်တားထားတော့မလုပ်တော့ဘူးပေါ့အဲကျွန်တော်ပြောတဲ့လူကိုပြောလိုက်တာပေါ့ဒါလို့တိတိလေးနဲ့မလုပ်လိုက်တော့မယ်ဆိုမှအိမ်ရှိမှထိုင်နေကျွန်တော်ထိုင်ပြီးတော့ကဲဟုတ်ပြီပေါ့ရောက်လာပြီးတော့အိမ်ရှိရောက်လာတော့ကဲဘယ်လိုတော့လို့အောက်လုပ်လို့ရလားဆိုတော့မရဘူးပေါ့ခက်တီတီပါဘာမှမကြည့်တော့သူပြောမယ်ဆိုတော့သူဘာမှမလုပ်နိုင်တော့ဆိုသူငြိမ်နေပြီနေကဲဟုတ်ပြီငါလက်ရောက်ပြီနော်လို့အဲ့ဒါကျွန်တော်တို့ကပြန်တိုက်တာမဟုတ်သူတို့တိုက်တဲ့ဟာကိုကျွန်တော်တို့ကတံပြန်လွတ်တာအဲ့ဒါတံပြန်ထိုင်ပဲပြန်ထုံးမိလိုက်တာတံပြန်ထိုင်တော့သူမခံနိုင်တော့လူလို့လိမ့်လို့ဖြစ်နေလူလို့လိမ့်လို့အဲ့ဒီမှာသူ့ဖက်ကနေမျက်လုံးမိတ်ကောက်ကြည့်လိုက်တော့ဘာတော့မြင်လဲဆိုတော့သူကရောက်လာတာကသူကလူမဟုတ်ဘူးလေသူ့ရဲ့စိတ်နန်ကြီးပေါ့အဲ့လိုရောက်လာတယ်နန်ကြီးတော့မြင်နေရရင်ဒါပေမဲ့သူကဘာမှဖြစ်ပါဘူးဆရာဆိုတော့ပုံစံမျိုးဒါပေမဲ့သူ့ကိုကြည့်မျက်လုံးမိတ်ကြည့်လိုက်တော့ဘာတော့ပေါ်လဲဆိုတော့သူ့ရဲ့ခန္ဓာကိုသူ့ရဲ့အိမ်မှာရှိတဲ့ခန္ဓာပေါ့အဲ့ဒါကြီးတော့မြင်အဲ့ဒါလူလို့လိမ့်လို့ဖြစ်နေအော်ချစ်အတောင်းချမ်းနေတိုင်နှုံးလဲသူတို့တိုင်နှောင်းလဲဆူလို့ညံလို့ပတ်လို့ရလိမ့်မယ်အဲ့တော့အော်သူကငါ့ကိုလာနိုင်တယ်လို့လာပြောနေခံနိုင်တယ်လို့ပြောသူခန္ဓာကိုယ်ရောက်လို့ဖြစ်နေပြီကျွန်တော်မြင်လိုက်ကြောင်သူ့ပြပိုက်တော့လန့်သွားတဲ့ခါကျတော့ကဲအလောင်းစားတိုင်းပဲကျွန်တော်ရှုံးပါပြီပေါ့အဲ့ပညာတိတ်မယ်ဆိုမှကျွန်တော်လည်းအဲ့ဒါပဲအဘဝိဇ္ဇာကြီးပြင်ပြီးအဘဝိဇ္ဇာကြီးပဲကျွန်တော်ပြောမှဆိုကျွန်တော်အဲ့လိုကလည်းဘာမှမတိတ်နဲ့ပညာတိတ်နေပါညာမသိသေးဘူးအဘဝိဇ္ဇာကြီးပြင်ပြီးအဘအဲ့လိုပဲပေါ့အဲ့လိုလှုပ်ထားလို့ဒီလိုစကားတွေနဲ့ဂတိကဝခန္ဓာလို့သူ့ဘက်ကရှုံးသွားပြီတဲ့ဒီပညာကိုတိတ်ပေးပါညာဆိုလို့တိတ်လိုက်တဲ့ခါကျတော့ဖြစ်ကြတယ်ပျောက်သွားမရှိတော့အဲ့ဒီမှာပြန်နေလမ်းတော့ကြည့်လိုက်တယ်ဆက်စုတဲ့ကောင်ဆိုပြန်ကြည့်တော့သူထိုးထားတဲ့ပွဲတွေပါတယ်အကုန်လုံးရှင်းစွန့်တာသူညာတွင်းချင်းစွန့်တာသူပညာဘာမှမလုပ်တော့ဆိုညာတွင်းချင်းစွန့်တာဆိုရင်တော့ပေါ်လဲပေါ်မလာတယ်အနာပညာတွေအကုန်လုံးကြုံမစရတော့အဲ့လိုလျှောက်လုပ်ခဲ့တရွာလုံးအဲ့တော့စရောက်ကတည်းကဟိုပညာတွေကစဒီပညာတွေကစအရန်စအဲ့နောက်ပိုင်းမလုပ်ရတော့အဲ့ဒါပါပဲအဲ့လားပြောပြ